အားလုံးပဲမင်္ဂလာပါအေးဗျာအခုနောက်ဆုံးထွက်ရှိလာတဲ့ Google ရဲ့ Gemini AI update အသစ်တွေကတော့တကယ်ကိုယူလောက်စရာကောင်းလို့ပါတယ်အရှင်က AI တွေဆိုတာကိုကမေးခွန်းတစ်ခုခုမေးလိုက်ရင်အဖြေပြန်ပေးပြီးငြိမ်နေတတ်တာမျိုးမလားအခုတော့အဲ့ဒီလိုမဟုတ်တော့ဘူးဗျာ AI တွေကအမေးအဖြေလောက်ယုံတင်မဟုတ်တော့ပဲတကယ်အလုပ်လုပ်ပြနိုင်တဲ့အထိအစစ်မြင့်လာကြပါပြီအခုပြောမယ့်အကြောင်းအရာတွေမှာနောက်ဆုံးအချက်ကတင်းရဲ့အလုပ်လုပ်ပုံနီလန်တစ်ခုလုံးကိုပြောင်းလဲပြစ်တော့မှာမလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါပထမဆုံးအဓိကအစစ်မြင့်တင်မှုကတော့ Gemini 3.5 Flash ပါအရင်က Flash လို့ပြောရင်စွမ်းဆောင်ရည်တိတ်မကောင်းတဲ့ budget model လို့ထင်ကြပေမဲ့အခုတော့ပြောင်းပြန်ဖြစ်သွားပါပြီဒီကောင်ကအရင်ကထွက်ခဲ့တဲ့အကောင်းဆုံး Pro model တွေတက်တောင်ပိုကောင်းလာပြီတခြား AI တွေထက်4ဆနီးပါးပိုမြန်လာပါတယ်ဥပမာတင်က social media အတွက် post 9ခုရေးခိုင်းလိုက်ရင်စက္ကန့်ပိုင်းအတွင်းချက်ချင်းအကုန်ထွက်လာမှာပါဒါကိုအခု Google Search နဲ့ Gemini app တွေမှာအခမဲ့သုံးနိုင်နေပါပြီဒုတိယတစ်ခုကတော့အကြောင်းအရာတစ်ခုခုရိုက်ထည့်လိုက်ရုံနဲ့ဗီဒီယိုအစ်စ်တွေဖန်တီးပေးနိုင်တဲ့ Gemini Omni ပါအရင် AI ဗီဒီယိုတွေလို့ကာတွန်းဆန်ဆန်သဘာဝမကျတာမျိုးမဟုတ်ပဲကမ္ဘာမြေရဲ့ dress ဆွဲအားရေစီးဆန်းမှုစတဲ့ physics သဘောတရားတွေကိုအတိအကျတူပါပြီးအစ်စ်အတိုင်းဖြစ်အောင်လုပ်ပေးတာပါအထူးသဖြင့် camera တွေ crew တွေမလို့ပဲ YouTube Shorts လုပ်ချင်သူတွေအတွက်အဆင်ပြေဆုံးဖြစ်ပြီး Shorts ထဲမှာတင်အခမဲ့စမ်းသုံးလို့ရနေပါပြီကဲအခုဗီဒီယိုရဲ့အရေးကြီးဆုံးအပိုင်းကိုရောက်ပါပြီဒါကတော့ Gemini Spark လို့ခေါ်တဲ့24နာရီပတ်လုံးအလုပ်လုပ်မဲ့ AI agent ပါစကားပြောရုံပဲတတ်တဲ့ chatbot မဟုတ်ပဲတကယ်လက်ထောက်တယောက်လိုအလုပ်လုပ်ပေးတာပါထူးခြားတာကသူက cloud ပေါ်မှာအလုပ်လုပ်တာမလို့တင်ရဲ့ laptop ကိုပိတ်ထားရင်တောင်တင့်ကိုစား email တွေကိုဖတ်ပေးမယ်အရေးကြီးတာခွဲခြားပေးမယ်အကြောင်းပြန်စာတွေကြိုရေးပေးထားမယ်ဒါတွေမကသေးပါဘူး daily brief စနစ်ကြောင့်တင်ညအိပ်ပျော်နေချိန်မှာသူကအလုပ်ဒီအကုန်စစ်ထားပြီးမနဲ့မိုးလင်းတာနဲ့ဒီနေ့အတွက်အရေးကြီးဆုံးအချက်5ချက်ကိုအနှစ်ချုပ်တင်ပြပေးမှာပါတနည်းဒါလုံးအလုပ်ရှုပ်ခံပြီးလိုက်လို့စရာမလိုတော့ဘူးပေါ့နောက်ဆုံးတစ်ခုကတော့ Mac သုံးစွဲသူတွေအတွက်သတင်းကောင်းပါအရင်လို browser မှာသုံးစရာမလိုပဲ Mac app အနေနဲ့ download ဆွဲလို့ရပါပြီအလုပ်လုပ်ရင်းနဲ့ option နဲ့ space ကိုနှိပ်လိုက်တာနဲ့ Gemini ကချက်ချင်းပေါ်လာမှာပါကိုယ့်ရဲ့ screen ကို share ပြီးတော့လဲရှုပ်ထွေးတဲ့ဇယားတွေစာရွက်စာတမ်းတွေကို copy ကူးစရာမလိုပဲဓာတ်ရိုက်ဖတ်ခိုင်းပြီးရှင်းလင်းခိုင်းလို့ရပါတယ် AI ဆိုတာအခုခါမှာမေးခွန်းမေးတဲ့ tool တစ်ခုအဆင့်ကနေကိုစားအလုပ်လုပ်ပြီးမဲ့အလုပ်သမား worker အဆင့်ကိုပြောင်းလဲသွားပါပြီဒီတော့ဒီလိုနည်းပညာတွေကိုလွှဲအပ်ပြီးအသုံးချတတ်တဲ့သူတွေကအချိန်တွေအများကြီးအမျက်ထွက်လာမှာဖြစ်ပြီးမသုံးတတ်တဲ့သူတွေကတော့နောက်ကောက်ကျန်ခဲ့မှာပါပဲတင်ရောဒီ update တွေကဘယ်အချက်ကိုအကြိုက်ဆုံးလဲ comment မှာရေးပေးခဲ့ကြပါဦးနည်းပညာဗီဒီယိုအသစ်တွေကိုအမြဲကြည့်ရအောင် like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်